ပြောချင်ပါလေအဓိကတော့ကိုမိသားစုတွေကတော့စူတာလည်းမဟုတ်တရားဟောတာလည်းမဟုတ်ဘူးနော်စိတ်ကဆော့ရတယ်မရတာဟုတ်တယ်နည်းနည်းတက်ထားပြီးအခုနှလုံးသားသားရဲ့ပြတ်တက်လေးနှလုံးသားသားဘာလို့လဲဆိုတော့ကျွန်တော်3ရက်လောက်ရှိစဉ်းစားပြီးကျွန်တော်တို့လူတရားလာကြည့်ရင်90လောက်ကြိုက်နေတာရပြီ10ရောက်လောက်ကတော့ဒါမကြိုက်ပိုင်ရှိတယ်မကြိုက်1000လောက်ဒါပြီးရင်100လောက်ကမကြိုက်တယ်လို့ရှိတယ်ဘာလို့လဲဆိုတော့ကော်ဖီကိုလူတိုင်းမကြိုက်ဘူးဒူးရင်းသီးတွေလည်းမကြိုက်ဘူးအဲ့လိုမျိုးပဲဘလောက်ကောင်းအောင်လုပ်လို့ကျွန်တော်တို့မကြိုက်ကိုယ့်ရဲ့အချက်ကိုယ့်ရဲ့အပိုင်းကိုမကြိုက်ပါဘူးရှိတဲ့အတွက်လိုင်းပေါ်မှာတွေ့တော်လာတာဒါမှတွေ့ပုံနော်အဲ့ဒါမှပြောတဲ့ဟာအပြစ်ပြောတာလည်းမဟုတ်ကိုယ့်ရဲ့မိသားစုတွေကကိုယ့်ရဲ့ပေါင်းတွေကိုပြောတယ်လို့ခံစားပြီးတော့နော်ပတ်သက်လို့အဲ့ဒါပြောတဲ့အခါကျတော့မခံနိုင်စိတ်နဲ့ပြောတာအဲ့မဲ့လည်းကျွန်တော်ခုခဏပြောသလိုပဲလူတစ်ထောင်လာကြည့်တရားတော့မကြိုက်ပါဘူးရှိတယ်အဲ့မဲ့ကျွန်တော်တစ်ထောင်လာကြည့်တယ်တရားလုံးမကြိုက်တော့တက်ခဲ့နေမရှိဘူးအဲ့တော့နန်းသာစရာပေါ့နော်10ရောက်လောက်နဲ့ကျွန်တော်တို့ပြောရှင်တရားကောင်းတဲ့ကျွန်တော်တို့ဘုမှန်လေးတွေပါကြတယ်ဟုတ်တယ်ဘုမှန်လေးအပြည့်စီမတန်ပါနဲ့အဲ့ဆိုတော့ဥပိ္ပခတရားထားပြီးတော့ကျွန်တော်ပြောရှင်ကျွန်တော်မိသားစုတွေကျွန်တော်အားပေးတဲ့သူကျွန်တော်လည်းပို့ပြီးတော့ကြိုးစားပါမယ်ချစ်ဆုံးပြန်လည်းပို့ပြီးတော့ကျွန်တော်အားပေးလားဆိုရပြီဟုတ်ပါတယ်ဘယ်လောက်ဒီတော့ကြော်စရာကောင်းတဲ့အမှတ်တရဖြစ်တယ်ဟုတ်တယ်အဲ့ဆိုတော့ဒါကိုယ့်ရဲ့စိတ်ချမ်းသာမှုရှာတာပါပဲအဲ့ဆိုတော့ဒါစင်မမောတော့ပြောလို့မဟုတ်လားမိသားစုတွေဆိုတော့နည်းနည်းပြောလို့ပေါ့လေစုရလည်းပုံတရားပေါ်တာလည်းပုံပေါ့နော်ဟေးကျင်းနဲ့လားကျင်းနဲ့တယ်ချစ်တယ်လားချစ်တယ်ချစ်ရင်ဘယ်လိုချစ်အောင်လဲလာတယ်ချစ်ကြပဲကဲ MC ကတော့အခုတင်စားတဲ့စကားလုံးတွေနဲ့တော့ပြောချလိုက်ပြီကျွန်တော်မိသားစုတွေလုံးသားလာတယ်နော်ပြောဖို့နော်ဒီလိုမှရှောင်းမပြင်းနဲ့ဟုတ်ဆိုတော့ဒါဒီနေ့လာရောက်တဲ့ပရိသတ်တွေအားလုံးကိုလည်းကျေးဇူးအများကြီးတင်တယ်အခုနေ့ကအေးစစ်စစ်လေးနဲ့ဖြစ်တယ်ပေါ့နော်လူတွေအများကြီးချက်ပြတ်ပြီးတော့မှအားလုံးကိုတိုးဝေပြီးတော့မှဖြစ်တာတွေလည်းမဖြစ်စေချင်ဘူးပေါ့နော်ဆိုတော့ကျွန်တော်တို့အေးစစ်စစ်လေးနဲ့ဖြစ်တယ်ဆိုတော့